ဒီနေ့တော့ကျဟင်ငါးသီးချက်စားတယ်ပေါ့ကျဟင်ငါးသီးနဲ့ပစွန်ကြောင့်နဲ့ကုလိုမျိုးလေးချက်စားပါတယ်ကျဟင်ငါးသီးချက်မယ်ဆိုသူတော့ရေစင်းအောင်စေကုလိုပပလေးတွေလှီးပြီးတဲ့ခါကျရင်စားနဲ့ထပ်ပြီးတော့နေပြီးတော့ရေစေးပါတယ်ရေစေးပြီးတော့စစ်ထားတယ်ဒါကတော့ကျက်သွန်အဖြူအနည်းငရုတ်သီးတွေလှီးထားတာပါဒါပစွန်ကြောင့်မုံပါပြီးရင်တော့အယောင်တင်မုံလေးနည်းနည်းထည့်မယ်ပေါ့နော်မကျက်သွန်အဖြူအနည်းနဲ့ကျက်သွန်မိတ်ရဲ့အရင်ကအဖြူလေးတွေကိုပပလေးထည့်ပြီးတော့စစ်တတ်ပါတယ်ကျက်သွန်နဲ့မွေးနေအောင်စစ်တတ်ပြီးသွားရင်တော့ငရုတ်သီးအယောင်တင်မုံလေးနည်းနည်းထည့်ပါမယ်အယောင်အတွက်ပြီးတော့ငပိစိမ့်စားနည်းနည်းထည့်ပါတယ်ဟင်းကိုပိုးပြီးတော့လေးနဲ့စေတာပေါ့နော်ငပိစိမ့်စားကတော့ပြီးတော့ပစွန်ကြောင်းမှုန့်ထည့်ပါတယ်ပြီးတော့ရေစစ်ထားတဲ့ကျဟင်းငါးသီးထည့်ပါတယ်ကျဟင်းငါးသီးကိုအလိုနှက်ဆအောင်မှုပြီးသွားရင်ဒါကတော့ငရုတ်သီးအစိမ့်တောင်းနဲ့အနီတောင်းလှီးထားတာအဆက်အတွက်ထည့်ပါတယ်ပြင်သူရတာဖြစ်တဲ့ကြက်သားမုံသို့မဟုတ်အချွန်မုံဒါကတော့ငါးငပြားကြီးပါငါးငပြားကြီးထက်အကုန်လုံးကိုအရသာဝင်အောင်စီတက်ပြီးတဲ့ခါကျရင်သူ့ကိုရေလေးဆွတ်လေးပေါ့နော်ရေဆက်လေးပေါ့ရေဆက်လေးအများကြီးတက်တရားမလို့ပါဘူးရေလေးနည်းနည်းလေးထည့်ပြီးတော့သူ့ကိုအုပ်ထားပါမယ်ရေလေးဆက်လေးထည့်တယ်ပေါ့နော်ရေစက်ချင်းလေးထည့်ပြီးရင်သူ့ကိုခဏလောက်တော့အုပ်ထားပါမယ်ဘာလို့ဆိုကျင်းငါဒီဟိုနူးအောင်လို့ပါပြီးရင်ရေခမ်းသွားပြီဆိုရင်တော့ရပါပြီကျင်းငါဒီလည်းနူးပြီအရသာလည်းကွက်တည်ပါပဲနောက်ဆုံးထည့်မှာကတော့ကျက်သွန်မိတ်ပပလှီထားတာလေးပေါ့နော်ကျက်သွန်မိတ်ပပလှီထားတာလေးထည့်ပါတယ်ဒီချိန်နေဆိုတော့စားလို့ရပါပြီသူကဒီဟင်းတစ်မျိုးတည်းနဲ့ကိုစားလို့ထမင်းမိန်နဲ့ဟင်းမျိုးပါအခါတက်လည်းတိတ်မရှိဘူးမခါဘူးလို့လည်းပြောလို့မရအောင်နည်းနည်းလေးလည်းခါတယ်ပေါ့နော်လေးနည်းနည်းဟင်းလေးပေါ့